သမုဒ္ဒရာရဲ့နှဆိုင်လာတဲ့ရေအောက်ကဘာဟာကျွန်တော်တို့မသိသေးတဲ့ရှိုးဝက်ချက်တွေအံ့ဩစရာတွေနဲ့ပြည့်နှက်နေပါတယ်အခုတင်မြင်တွေ့နေရတဲ့တင်းငယ်ပြီးချစ်စရာကောင်းတဲ့တတဝါလေးဟာလည်းအဲ့ဒီထဲကတစ်ခုအပါဝင်ဖြစ်ပါတယ်ဒါပေမဲ့သတိထားပါဒီတတဝါလေးကိုအနေရပြုဖို့ဒါမှမဟုတ်တွားရောက်ထိတွေ့ဖို့စူးစမ်းလိုက်တဲ့ခဏမှာပဲသူ့ရဲ့ကိုယ်ထဲပေါ်မှာဆူရှာတောက်ပတ်တဲ့အပြာရောင်ကွင်းလေးတွေရုတ်တရက်ပေါ်ထွက်လာတတ်ပါတယ်ဒါဟာသဘာဝတရားကပေးထားတဲ့နောက်ဆုံးသတိပေးချက်ပါပဲအပြာရောင်ကွင်းပါရေပွဲတွေဟာဩစတြေးလျနိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာအဓိကနေထိုင်ကြပါတယ်အရွယ်အစားအဖြစ်အလွန်သေးငယ်တဲ့တတဝါလေးဟာနေ့ဘက်အချိန်တွေမှာတော့ရေအောက်ကျောက်ဆောင်ကြားတွေလုံခေါင်းငယ်တွေတို့မဟုတ်ကြောက်တုံးတွေရဲ့အောက်မှာပဲတနေ့ကုန်ပုံအောင်ပြီးအချိန်ကုန်လုံးစေပါတယ်ညဘက်အချိန်ရောက်လာတဲ့အခါမှာတော့ဒီသေးငယ်တဲ့တတဝါလေးဟာတက်ကြော့ထက်မြက်တဲ့အမဲလိုက်မှုဆိုးတစ်ကောင်ဖြစ်လာပါတော့တယ်သူတို့ဟာညမောင်ရိပ်ကိုအသုံးချပြီးအစာရှာထွက်လေးရှိကြပါတယ်သူတို့ရဲ့အဓိကအစာကတော့သမုဒ္ဒရာအောက်ခြေမှာရှိတဲ့ငါးငယ်လေးတွေနဲ့ကနန်းလေးတွေပဲဖြစ်ပါတယ်သူတို့ဟာတားကောင်ကိုဖမ်းမိတဲ့အခါမှာဗင်းတို့ရဲ့ပြင်းထန်လာတဲ့အကြောတွေအစိတ်ပါရလိုက်စင်းဘက်နုံကိုတားကောင်ရဲ့ကိုယ်ထဲသို့တိုက်ရိုက်ထိုးသွင်းခြင်းတို့မဟုတ်တားကောင်ရဲ့ပတ်ဝန်းကျင်ရည်ထဲသို့အစိတ်များထုတ်လွှတ်ခြင်းဖြင့်လင်းမြန်စွာလှုပ်ရှားမရအောင်စွမ်းဆောင်နိုင်ပါတယ်တားကောင်ဟာလှုပ်ရှားလို့မရဘဲတောင်တင်းသွားတဲ့အခါမှသာအစာစားခြင်းကိုစတင်ပါတယ်အပြာရောင်ကွင်းပါရေပွဲရဲ့အခြားထူးခြားတဲ့ဝိသေသတစ်ခုကတော့သူတို့ရဲ့အယောင်ပြောင်းလဲနိုင်စွမ်းပါပဲတာမန်ငိမ်သက်စွာနားနေတဲ့အချိန်မှာတော့ဒီရေပွဲဟာအမဲရောင်တို့မဟုတ်အညိုရည်ရောင်အဝိုင်းလေးတွေပါရှိတဲ့အဝါရောင်ကိုထဲသာရှိပါတယ်ဒါပေမဲ့ရံမှုခံရတဲ့အခါဒါမှမဟုတ်စိတ်လှုပ်ရှားတုန်လှုပ်တဲ့အခါမှာတော့ဒီအကွင်းလေးတွေဟာဆူရှာတောက်ပတ်တဲ့အပြာရောင်ကွင်းတွေအဖြစ်ပြောင်းလဲသွားပါတယ်ဒီလိုအယောင်ပြောင်းလဲနိုင်တာဟာသူတို့ရဲ့အရေးပြားအောက်ရှိတဲ့ခယိုမာရူဖိုးလို့ခေါ်တဲ့ကျုံနိုင်ဆက်နိုင်စွမ်းရှိပြီးမရေတွေပြည့်နေတဲ့အယောင်ဆဲအိမ်ငယ်လေးတွေကြောင့်ဖြစ်ပါတယ်ရေပွဲဟာချင်းချောက်ခံရတဲ့အခါဒီအိမ်ငယ်လေးတွေဟာဆွဲဆန့်ခံရပြီးအပြာရောင်ချေပစ္စည်းတွေကိုအရေပြားအပေါ်ရဲ့မျက်နှာပြင်စီတို့ထုတ်လွှတ်ပေးလိုက်ပါတယ်ချင်းချောက်မှုတွေပြီးဆုံးသွားတဲ့အခါမှာတော့ဒီအိမ်ငယ်လေးတွေဟာပြန်လဲကျုံဝင်သွားပြီးအပြာရောင်ချေပစ္စည်းတွေလည်းပျောက်ကွယ်သွားပါတယ်သူတို့ရဲ့အရွယ်အစားဟာလက်တဝါးစာလောက်သာရှိပေမဲ့သူတို့ရဲ့ကြိုက်ခဲမှုကတော့ဒေးစေနိုင်လောက်အောင်ပြင်းထန်ပါတယ်သူတို့ရဲ့ဘားဆက်မှာအလွန်တန်မာပြီးချွန်ထက်တဲ့နှုတ်သီးရှိပြီးလူသားတွေရဲ့အရေပြားနဲ့အောက်ကကြွတ်သားတွေအထိလွယ်လွယ်ကူကူဖောက်ထွက်အောင်ကိုက်နိုင်စွမ်းရှိပါတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ဒီရေပွဲရဲ့အစိတ်ဟာကမ္ဘာလူသိများတဲ့ဆိုင်ရာ၌အစိတ်ထက်အစပေါင်း1000မကပုံမပြင်းထန်ပြီးအလွန်လျင်မြန်စွာပြည့်နှက်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်သူ့ရဲ့ကြိုက်ခဲမှုဟာနာကျင်မှုမရှိသလောက်ဖြစ်ပေမဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အစိတ်ဟာမိနစ်ပိုင်းတွင်းမှာပဲလူသားတွေရဲ့အသက်ရှူစနစ်နဲ့အာယုံကြောတွေကိုလျင်မြန်စွာပျက်စီးစေပြီးအသက်အန္တရာယ်ကိုဖြစ်စေနိုင်ပါတယ်သူတေသနာပြုချက်တွေအရလူသားတွေဟာအပြာရောင်ကွင်းပါရေပွဲအကိုက်ခံရတဲ့အဓိကအကြောင်းရင်းဟာသူတို့ရဲ့လှပတဲ့အယောင်သွေးကြောင့်ကင်တွယ်မိကြလို့ဖြစ်ပါတယ်ကမ်းခြေမှာရေကူးသူတွေလည်းပတ်သူတွေဟာလည်းကောင်းတို့ရဲ့အန္တရာယ်ကိုသတိမပြုမိပဲဖမ်းဆုပ်ဖို့ဒါမှမဟုတ်လက်ဖွားပေါ်တင်ဖို့စ조사ရာကနေအကိုက်ခံရလေရှိပါတယ်အရေးကြီးဆုံးသတိပြုရမယ့်အချက်ကတော့ရေပွဲကအပြာရောင်ကွင်းတွေပြပြီးအယောင်ပြောင်းလဲလိုက်တဲ့အချိန်ဟာသူ့ကအလွန်မင်းရန်လိုချင်းချောက်ခံရလို့နောက်ဆုံးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်ဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာနောက်ကျသွားပြီဖြစ်ပါတယ်။ဒါကြောင့်သမုဒ္ဒရာကမ်းခြေတွေမှာဒီလိုလှပစံပြတဲ့ရေပွဲလေးတွေကိုမြင်တွေ့ခဲ့ရင်လုံးဝသွားရောက်ကင်တွေချင်းမပြုတ်ဖို့လိုအပ်ပါတယ်။တဘာဝတရားတွေဟာကျွန်တော်တို့ကိုအလတရားတွေနဲ့ဖန်ဆားတတ်တယ်လို့တစ်ဖက်မှာလည်းအသက်အန္တရာယ်ရှိတဲ့ရှိုးဝက်ချက်တွေကိုလည်းတိုးဝက်ထားတတ်ပါတယ်။အပြာရောင်ကွင်းပါရေပွဲတွေဟာတင်းငယ်လှပနေပေမဲ့လည်းအခြားတစ်ဖက်မှာတော့တေမင်းတမန်စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့တဘာဝတရားရဲ့အကောင်းဆုံးသက်သေတစ်ခုပါပဲဒါကတော့အပြာရောင်ကွင်းပါရေပွဲတွေရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေပဲဖြစ်ပါတော့တယ်နောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်မိတင်းနေထိုင်နေကြသောတတဝါများ၏စိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့်လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့